ဖျားရှင်ဝေတာလိပီမဟာဝုံတော်ပြတ်အဆောင်မှာတည်သုံးနေတော်မူပါတယ်။အဲ့ဒီအခါနိကန်ဒတကတွန်းရတာတစ္စကဆိုတဲ့ပရိဘိုးဟာဝေတာလိပီမှာနေပြီးစကားပြန်ဆိုင်ပြီးပြောဆိုတတ်တဲ့အလေးရှိတယ်။သူဟာသူ့ကိုယ်သူပညာရှိဆိုပြီးကြွေးကြော်ထားတဲ့အတွက်လူအများကလည်းသူ့ကိုပညာရှိသူတော်ကောင်းရဲ့လို့သတ်မှတ်ထားကြပါတယ်။တစ္စကပရိဘိုးကငါစကားပြန်ဆိုင်ပြောဆိုအပြစ်တင်တဲ့အခါစိတ်မရှိတဲ့တုံးတိုင်များတောင်မှရင်းရိုင်သွားရတယ်။စိတ်ရှိတဲ့လူအပေါင်းဆိုရင်ပြောစရာမရှိတော့ဘူးလို့ကြွေးကြော်ပြောဆိုနေပါတယ်။ဒီနေ့နဲ့အရှင်အစကြီးဟာဝေသာလိပီအတွင်စွမ်းခံဝင်ပါတယ်။ဒါကိုတစ္စကပရိဘိုးကမြင်နေသူဟာအရှင်အစကြီးအနီးသွားကဝမ်းမြောက်ဖွယ်နှုတ်ဆက်စကားဆိုပြီးအိုးအစကြီးယဟန်ကော်ဓမဟာတပိတာဝကလူအပေါ်ဖဲလို့များဆုံးမထားပါတယ်လေ။ဘယ်လိုအစိတ်ပိုင်းမျိုးကိုညွှန်ကြားထားပါတယ်လဲလို့အရှင်အစကြီးအားမေးပါလေထို့အခါအရှင်အစကြီးကဖျားရှင်ကတပိတာဝကလူအပေါ်မှာဆုံးမညွှန်ကြားထားတဲ့တရားများစွာရှိပါတယ်ဖျားရှင်ကယဟန်တို့ရုပ်ဝေဒနာတင်ညာသင်္ခါရဝိညာဉ်ဆိုတဲ့တရားစုများဟာအမြဲမရှိဘူးဒီခန္ဓာ၅ပါးဟာကိုယ်အကြမဟုတ်ပါအဲ့ဒီလိုဖျားရှင်ကတပိတာတာဝကများအားဆုံးမညွှန်ကြားထားပါတယ်လို့သစ္စကအားပြောပြတယ်သစ္စကအိုးအစကြီးဒီစကားဟာမတော်မလျော်ပါဘူးယဟန်ကော်ဓမကဒီလိုပြောတယ်ဆိုတာမသိလျော်ပါဘူးတစ်ချိန်ချင်းမှာယဟန်ကော်ဓမနဲ့စကားပြိုင်ဆိုင်ပြောရရင်ကောင်းမယ်ဒါမှလည်းယဟန်ကော်ဓမဟာယုံညံ့တဲ့အယူဒီတီမှာကင်းစင်နိုင်လိမ့်မယ်ဆိုပြီးသူ့ကိုယ်သူပညာရှိသူတော်ကောင်းဟန်ဖြစ်အဖြစ်တင်စကားဆိုခဲ့ပါတယ်အဲ့ဒီအခါမှာလက်ဆွေမင်းငိုင်းတာတို့ဟာစီဝေးပွဲတစ်ခုကျင်းပနေပါတယ်တစ္စကဟာစီဝေးပွဲအနီးချေကပ်ပြီးအိုလက်ဆွေမင်းတို့ထွက်လာခဲ့ကြဒီနေ့ငါဟာယဟန်ကော်ဓမနဲ့စကားပြိုင်ဆိုင်ပြောဆိုဖို့ရှိတယ်။စကားပြိုင်မဲ့နေတာကိုငါနဲ့အတူသွားကြဆိုရဲလို့ဆိုပြီးပြောဆိုစည်းရုံပါနဲ့။အချို့လက်ဆွေမင်းကတစ္စကဟာယဟန်ကော်ဓမကိုစကားပြိုင်ဆိုင်ပြောဆိုနိုင်လိမ့်မယ်လို့ပြောနေကြသလိုအချို့လက်ဆွေမင်းကဖျားရှင်ကိုစကားပြိုင်ပြောဆိုနိုင်လောက်အောင်တစ္စကဘယ်လိုလူစားမျိုးလဲ။ဖျားရှင်ကသာတစ္စကအားစကားပြောဆိုပြိုင်နိုင်ပါလိမ့်မယ်လို့အမျိုးမျိုးဝေဖန်ပြောဆိုနေကြပါတယ်။တို့နေ့တစ္စကပရိဘောဟာလက်ရှိမင်း900ချန်နန်ပြီးမဟာဝန်တော်ပြတဲ့ကြောင်အနီးသို့လာခဲ့ကြပါရဲ့။ကျောင်းအနီးရောက်တယ်ဆိုရင်ပဲဖျားရှင်ရှိရတို့တွားကတင့်တဲ့နေရာမှာထိုင်ပြီးဖျားရှင်အားဝမ်းမြောက်စရာစကားများပြောဆိုပါတယ်။တစ္စကပရိဘောကအရှင်ဂေါတမတကယ်လို့ပြဿနာများကိုမေးခွင့်ပြုမယ်ဆိုပါ၏တစုံတစ်ခုသောပြဿနာကိုမေးမြန်းလျှောက်ထားလိုပါတယ်လို့ဖျားရှင်အားလျှောက်တဲ့အခါဖျားရှင်ကတင်မေးလိုကမေးနိုင်ပါတယ်လို့မိန့်တော်မူပါတယ်။ထို့အခါတစ္စကကအရှင်ဂေါတမရဲ့တပည့်များကိုဘယ်လိုဆုံးမညွှန်ကြားတော်မူပါသလဲဖျားရှင်အကီဝေဒနာလောကမှာယုတ်တရားဟာအမြဲမရှိသလိုအတ္တလည်းမဟုတ်ပါထို့အတူခံစားမှုဝေဒနာမှတ်သားမှုတင်ညာပြုပြင်စီရင်မှုသင်္ခါရတိမှုဝိညာဉ်တို့လည်းအမြဲမရှိအတ္တလည်းမဟုတ်ပါလို့ဆုံးမညွှန်ကြားပါတယ်တစ္စကအရှင်ဂေါတမအရှင်ပြောတာနဲ့ပတ်သက်ပြီးကျွန်တော်ဥပမာတစ်ခုထင်လာပါတယ်ဖျားရှင်ပြောနိုင်ပါတယ်အကီဝေဒနာတစ္စကဥပမာမျိုးစေ့နဲ့တစ်ပင်အားလုံးဟာမြေကြီးကိုအမိပြုပြီးတိုးပွားစီပင်ပြန့်ပြောကြရတယ်။ထို့အတူလောကမှာရုပ်ကိုလို့အယူရှိကြတဲ့သူများဟာရုပ်မှာတည်ပြီးကုသိုလ်အကုသိုလ်ဖြစ်ကြပါတယ်။ထို့အတူဝေဒနာတင်ညာသင်္ခါရဝိညာဉ်တို့ကိုလို့အယူရှိကြတဲ့သူများဟာဝေဒနာတင်ညာသင်္ခါရဝိညာဉ်တို့မှာတည်ပြီးကုသိုလ်အကုသိုလ်ဖြစ်ကြပါတယ်။ဖျားရှင်အကိဝေဒနာသင်ကယောဝေဒနာတင်ညာသင်္ခါရဝိညာဉ်တို့ကိုအတ္တလို့ဆိုလိုတာလားရှင်းပြောပါတစ္စကဟုတ်ပါတယ်ကျွန်တော်မဟုတ်လောကလူအများဟာလေဒီလိုပဲအတ္တလို့အယူရှိကြပါတယ်ဖျားရှင်အကိဝေဒနာဒီကိစ္စမှာလူများနဲ့ဘာမှမဆိုင်ဘူးလူများကိုစွဲမထဲပါနဲ့ကိုဝါသားကိုသာကိုဖြေရှင်းရမယ်တစ္စကအရှင်ဂေါတမဒီလိုဆိုလေကောင်းပါပြီခန္ဓာ၅ပါးဟာအတ္တဆိုတာကျွန်ရဲ့အယူဝါဒပါဖျားရှင်ကောင်းပြီဒါဆိုရင်တင့်ကိုမေးမယ်တင်အစင်ဖြေသလိုဖြေနိုင်တယ်ကောတလမင်းအဇာတတမင်းစတဲ့အစိုးရမင်းများဟာတပ်ဖြတ်တဲ့သူများကိုတပ်ဖြတ်ဖို့ဥစာဆုံးရှုံးထိုက်တဲ့သူများကိုဥစာများဆုံးရှုံးစေဖို့နှင်ထုတ်ထိုက်သူကိုနှင်ထုတ်ဖို့အတွက်မိမိနိုင်ငံမှာမိမိအမိန်အာဏာနဲ့စီရင်ပိုင်ခွင့်မရှိဘူးလားတစ္စကအရှင်ဂေါတမအစိုးရမင်းများဟာမိမိနိုင်ငံမှာမိမိစီရင်ပိုင်ခွင့်အာဏာရှိကြပါတယ်ဖျားရှင်အကိဝေဒနာဒါဆိုငါမင်းမယ်ယုတ်တရားဟာအတ္တလို့တင်ဆိုလေဒါဆိုရင်ဒီယုတ်တရားကိုဒီလိုဖြစ်ပါစေဟိုလိုမဖြစ်ပါစေနဲ့လို့အမိန့်အာဏာထားနိုင်ပါသလားလို့မေးတော့အခါ
တစ်စကပရိပို့ဟာဘာမှမဖြစ်နိုင်ပဲစိတ်ပဲနေလိုက်တော့တယ်ဒုတိယအကြိမ်ထပ်မံမေးပြန်တော့လေဘာမှမပြောနိုင်ရှာတော့ပါတစ်စကဟာဒီလိုဖြန်မဖြေပဲစိတ်နေတဲ့အတွက်ဖျားရှင်ကအက္ခိဝေဒနာငါဖျားမေးတာကိုဖြေးလိုက်ပါစိတ်မနေပါနဲ့တကယ်လို့ငါဖျားက3ချိန်မေးလို့မှဖြန်မဖြေပဲစိတ်နေတဲ့သူဟာနေရာတင်ပဲဥကောင်း80ကွဲရလေနဲ့လို့မိန့်တော်မူလိုက်ပါတယ်ထိုခဏမှာပဲတရားမင်းဟာရဲပြောင်တောက်လောင်နေတဲ့ဝရစိန်လန်းနတ်ကိုကိုင်းဆောင်ကကြောင်းမတ်ဖွဲ့ဘီလူအသွင်နဲ့သစ္စကားပေါ်နဲ့မနီးမဝေးခေါင်းကင်ပေါ်မှာရက်တည်နေပါတယ်ထိုအချင်းရာကိုဖျားရှင်နဲ့သစ္စကားတော်နှစ်ဦးသာမြင်ပါတယ်သစ္စကားဟာဘီလူကြီးကိုမြင်လိုက်တယ်ဆိုရင်ပဲကြောက်ရွံ့ပြီးအရှင်ခေါသမမေးပါအခုပဲဖြီးပါမယ်လို့လျှောက်ထားပါတယ်အက္ခိဝေဒနာယောဝေဒနာတင်ညာသင်္ခါရဝိညာဉ်တို့ဟာအတ္တဖြစ်တယ်လို့သင်ကဆိုထားတာနော်တကယ်လို့အတ္တဖြစ်တယ်ဆိုရင်ဒီခန္ဓာ၅ပါးဟာဒီလိုတော့ဖြစ်ပါစေဒီလိုတော့မဖြစ်ပါစေနဲ့လို့သင်အာနာထားနိုင်သလားစေခိုင်းနိုင်ပါသလားလို့ဘုရားရှင်ကမိန့်တော်အခါသစ္စကကအရှင်ဂေါတမအာနာမထားနိုင်ပါမစီခိုင်းနိုင်ပါလို့ပြန်ပြေးပါတယ်အက္ခိဝေဒနာတင်စဉ်းစားဖြေနော်တင်ပြောတဲ့စကားဟာရှေ့စကားနဲ့နောက်စကားမညီဘူးဆန့်ကျင်ဘက်ဖြစ်နေပါတယ်နောက်တစ်ခုမျိုးမယ်အက္ခိဝေဒနာခန္ဓာ၅ပါးဟာမြဲသလားမမြဲဘူးလားအရှင်ဂေါတမခန္ဓာ၅ပါးဟာမမြဲပါအက္ခိဝေဒနာဒါဆိုရင်မမြဲတဲ့တရားဟာဆင်းရဲလားချမ်းသာလားဆိုတော့သစ္စကာကဆင်းရဲတယ်လို့ဖြေပါတယ်အက္ခိဝေဒနာမမြဲဆင်းရဲအစိုးမရတဲ့ဒီခန္ဓာ၅ပါးကိုငါပိုင်တယ်ငါဖြစ်တယ်ငါရဲ့အတ္တဆိုပြီးနှလုံးသွင်းလို့တင့်တော်ပါမလားလို့မေးတော်မူတော့အရှင်ဂေါတမမတင့်တော်ပါလို့ပြန်ဖြေပါတယ်အက္ခိဝေဒနာဆင်းရဲဒုက္ခကိုတွေ့တာကန့်ညီနေသူဟာဒီဆင်းရဲဟာငါပိုင်ဖြစ်တယ်ဆင်းရဲဟာငါပဲဆင်းရဲဟာကိုအတ္တပဲဆိုပြီးဆင်းရဲကိုရှုရရောက်မနေဘူးလားအရှင်ဂေါတမရှုရရောက်နေပါတယ်အက္ခိဝေဒနာဒါဆိုရင်ငါဥပမာတစ်ခုပေးမယ်ငပြောတုံးကိုဖြတ်ပြီးယူလာတဲ့သူဟာဒီငပြောတုံးရဲ့အပတ်ကိုခွာပြီးလွင့်ပစ်လိုက်မယ်ဆိုရင်ထိုသူဟာအကာကိုမရနိုင်တော့ငပြောတုံးဖြစ်နေတဲ့အတွက်အနစ်ကဘယ်မှာရနိုင်ပါတော့လဲထို့အတူတင်ဟာလည်းဝါဒပြိုင်တဲ့အခါအပြန်လန်မေးမြန်းတဲ့အခါတင်ဟာအနစ်တုံပြီးကြဆုံတူတာဖြစ်တယ်လို့ဘုရားရှင်ကမိန့်တော်မူတော့အခါသစ္စကာဟာမျက်နာမตาမရဖြင့်လက်မိုင်ချကခေါင်းအောက်ဆိုင်ချလဲကြံရမရဖြစ်နေပါတော့တယ်ထိုအခြေအနေကိုသိတဲ့ဒုံမုခလက်ချီပြီးမင်းကအရှင်ဖျားရွာသူများဟာရေကန်ထဲမှကနန်းများကိုဖမ်းပြီးခြေလက်တို့ကိုဖြတ်လိုက်ပါတယ်ထိုလက်ချီတို့ကိုအဖြတ်ခံရတဲ့ကနန်းများဟာရေကန်ထဲသို့တဖန်ပြန်ဆင်းဖို့ရမဖြစ်နိုင်တော့သလိုသစ္စကာဟာလေအယူဝါဒခြေချောင်းလက်ချောင်းလေးကိုအဖြတ်ခံလိုက်ရတဲ့အတွက်ဖျားရှင်အားအယူဝါဒမှာအဖြစ်တင်ရန်နောက်တစ်ခါမဖြစ်နိုင်တော့ပါလို့ရှောင်ထားပြောဆိုလိတော့နေဒါဟာမြတ်စွာဘုရားရှင်ကသစ္စကာပရိဘောစီအားပညာဖြင့်အောင်နိုင်လိုက်ဖြစ်ပါတယ်